အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel လေးကနေပြီးတော့အပြည့်လဲကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 17နန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇာတ်လမ်းကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ကြာကြာပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇာတ်လမ်းလေးရဲ့အစောတိကိုကြည့်ရှုအားပေးကြပါအောင်နော် Oops ပရိသတ်လေးတို့ဇာတ်လမ်းအမိုက်စားလေးတစ်ပုဒ်ကိုကြားချင်ကြလားတခါတော့ကသူ့ကိုသူလှလို့လှမှမသိတဲ့လိပ်ပြားလေးတစ်ကောင်ရှိရဲ့ဘာလို့လဲဆိုတော့အဲ့ဒီလိပ်ပြားလေးကသူ့ရဲ့ပိုးအိမ်ထဲကနေပြီးတော့ဘယ်တော့မှထွက်မလာခဲ့လို့ပါဒီနေ့ကျတော့အရှာအလုံးကပြောင်းလဲလာခဲ့ပါတယ်ကျမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဗီဒီယိုလေးကိုလည်းလက်လွတ်ခဲ့ချပါအောင်နော်ကျမကတော့ Victoria ပါတွေ့ရတာဝမ်းသာပါတယ်ကျမရဲ့ makeup ပြင်တဲ့ဗီဒီယိုတွေကို YouTube မှာတင်လေးတင်ထားရှိတယ်လေအဲ့ဒီဗီဒီယိုတွေကိုတင်ဖို့အတွက်မှန်ရှိမှာ2 နာရီလောက်ဇက်တိုက်ထိုင်ရပါတယ်စကားမဆက်ပရိသတ်လေးတို့ကရောဘလို့အလားအပဂရုကြီးတွေကို follow လုပ်ထားတယ်လေကျမကလေးလီယန်ကကျမကိုပါတီပွဲတစ်ခုတက်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ကျမကအဲ့ဒီပါတီပွဲမှာမူးမေ့သွားလောက်တဲ့အလှမျိုးဖြစ်နေချင်ပါတယ်။ကျမမူလာတဲ့တက်တုံးကဆိုရင်တော်တော်လေးကိုယုံကြည်မှုမရှိခဲ့ပါဘူး။ကျမကအသားရည်မကောင်းတော့ကိုယ့်ကိုအမြဲတမ်းတန်တရားဝင်နေခဲ့ပါတယ်။ပြီးတော့ကျမကလက်သေးကိုက်တက်တဲ့အစ်စ်ဆိုလည်းရှိပါသေးတယ်။ဒါပေမဲ့ဒီနေ့တော့အကြောင်းကဆွဆောက်မှုအရှိဆုံးနာမည်ကြီးကောင်လေးတွေကတယောက်ဖြစ်တဲ့လီယန်နဲ့တငယ်ချင်းလို့ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။သူကဂရိနှစ်ဖျားတဲ့လူမျိုးအရန်ကိုကြည့်ကောင်းပါတယ်။သူစကားဆိုရင်အားလုံးကနားထောင်ကြတယ်။ဒီတော့ကျမလည်းကျမရဲ့ပုံစံကိုပြောင်းလဲဖို့အတွက်ကြိုးစားလိုက်တာပေါ့။ဒီတော့မှလီယန်ကကျမကိုတတိထားမိသွားပြီးတော့အเจ้าမဖွင့်ပြောလာပါတယ်။ကျမကိုလည်းလူတိုင်းကသဘောကျတယ်။မင်းသမီးလေးဒိုင်ယာနာကြနေရပါလေ။ကျမလည်းပါတီရှိရာအပေါ်တက်ကိုတက်လာကြလိုက်တာပေါ့။လူတွေအားလုံးကစုံနေကြပါပြီ။ဒါပေမဲ့လီယန်ကိုတော့ရှာလို့မတွေ့ဘူး။နောက်တော့ကျမစီကိုသူစာပို့လာပါတယ်။သူပြောတာကနောက်ကျမေတဲ့။ပြီးတော့သူမပါပဲနဲ့ပါတီပွဲကိုစားနေဖို့အတွက်ပြောပါတယ်။သူကအဲ့ဒီတိုင်းပဲဟွန်းကျမလည်းပကောက်တစ်ချက်တုံလိုက်ပြီးတော့အထက်ကိုဝင်သွားလိုက်ပါတယ်ဒီနေရာကတကယ်တီးတက်လူပေါ်ကြတွေရှိရမယ့်နေရာဖြစ်ပါတယ်ဒါပေမဲ့အအုပ်ဖို့ကောင်းတာကအဲ့ဒီလူအုပ်ထဲမှာဂျက်ကီကိုကျမတွေ့လိုက်ရတာပါဒီတလုံးကိုအကျဲကြီးဝါဆနေပါတယ်ပြီးတော့တခြားသူတွေရဲ့စကားဝိုင်းတွေကိုဝေရောပွတ်တော်လုပ်နေပါတယ်သူကသူများအပြောဆိုခံနေရတဲ့သူတယောက်ကျမပြောချင်တာကသူ့ကိုလည်းကြည့်အောင်လေပေါ်တီပေါ်ချပုံစံနဲ့ဘာဖြစ်လို့ဒီပါတီပွဲကိုသူကရှာလာတာလဲတက်မဲ့နောက်ပြောင်ဖို့အတွက်ပါတီဘက်ကိုဖိတ်လိုက်တာတနာဆရာကောင်းလိုက်တဲ့ကောင်လေးတွေကကျမနာကိုလာပြီးတော့ easy လေးလောက်ကြတယ်ဒါပေမဲ့ကျမတို့ကိုအရှင်းမပေးလိုက်ပါဘူးလီယန်ကိုပဲစောင့်နေမိပါတယ်ဒီကောင်ဘယ်ရောက်နေရလဲပါတီလောက်တဲ့ဂျိုးဆိုတဲ့ကောင်လေးကကျမတို့တွေကိုအနမ်းကစားပွဲတစ်ခုဆက်ရအောင်လို့ပြောလာပါတယ်ကဲပလင်းကိုလှည့်လိုက်ဗစ်တိုရီယာနေပါမလားတေချာဘောက်ကိုညင်ရမှာပေါ့ကျမကောင်လေးကိုစောင့်နေရမှာနောက်တော့သူကကျမကိုအတန်မစိတ်တစားပို့လာပါတယ်။အချစ်ရေကိုအစီအစဉ်ပြောင်းသွားလို့တောင်းပန်ပါတယ်နော်။ကိုမပါဘဲနဲ့ပါတီပွဲမှာပြောနေခဲ့ပါ။ကျမသူ့ကိုပခုံးကနေကန်လိုက်ပြီးတော့ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲဆိုပြီးတော့မေးပြလိုက်ချင်ပါတယ်။သူကျမကိုပြစ်ထားခဲ့တာဒါဒီလိုမျိုးပထမဆုံးချိန်မဟုတ်ပါဘူး။ဒီတော့ကျမလည်းပလင်းလက်ရကစားပွဲမှာဝင်ပါဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။လီယန်ကိုပြန်ရအောင်လုပ်ဖို့အတွက်ကျမလက်ဆော့တာပါ။ကျမတို့ဂျိုးရဲ့အိတ်ခမ်းတွေကကျမ်းပြစ်မုံကိုထားလိုက်ကြပြီးတော့အလဲကောင်မှာကုတ်တပူးကိုချထားလိုက်ပါတယ်။ပြီးတော့ဂျိုးကကစားပွဲရဲ့စီမင်းစည်းကမ်းတွေကိုရှင်းပြပါတယ်။ပလင်းညွန်ပြတဲ့သူကဘီရိုထဲမှာမိနစ်နည်းနည်းလောက်အတူတူနေရမယ်နော်။ပြီးတော့နင်တို့ကိုရွှေ့လိုက်ပြီးစရာနဲ့ထွက်ရပြီပဲ။အားလုံးစင်သင့်မယ်လား။ဂျိုးကပလင်းစီကိုလန်းလန်းကန့်လိုက်တဲ့အချိန်မှာချက်ကီကအခန်းထဲကိုအမောတကောနဲ့ဝင်ချလာပါတယ်။နေကြပါဦးငါလည်းပါချင်တယ်။နောက်တော့သူကသူ့ပါဇက်ကိုသူပါဇက်တက်စီနဲ့ဖျက်လိုက်ပြီးတော့ကျမဘေးနားမှာဝင်ထားလိုက်ပါတယ်။ညက်ခုံးတွေကိုတွန်းလိုက်ပြီးတော့ငါတို့လှည့်ကိုရှောင်းမဲ့ချိန်ကိုစောင့်တော့မဆိုင်တော့ဘူးဗစ်တိုရီယာရေဖျားရေတော်စမ်းပါကျမတို့တတ်သွားလိုက်ပါတော့ကျမလည်းခင်းကနေထွက်ဖို့လုပ်ပေမဲ့ခင်းကစနေပြီးဖြစ်တာကြောင့်ဒီတိုင်းပဲဆက်ထိုင်နေလိုက်ပါတယ်ပလင်းလှည့်လိုက်တာလူတွေကတဖြည်းဖြည်းချင်းနေလာခဲ့ပါတယ်နောက်တော့တရေကားတွေကချက်လိုမျိုးပုံစံနဲ့ကျမကိုပြူးချနေတဲ့မျက်လုံးတွေနဲ့သူကကြည့်နေပါတယ်โอเคဒါနောက်ဆုံးတစ်ခေါက်ပဲလာလိုက်စမ်းဂျိုးကချက်ကိုမျက်လုံးတစ်ဖက်မိတ်ပြလိုက်ပြီးတော့ပလင်းကိုလှည့်လိုက်ပါတယ်ပြီးတော့ပလင်းကကျမရှိရာနေရာကိုညွှန်ပြနေပါတယ်ဘလို့အိမ်မက်ဆိုကြည့်လဲကျမကအဲ့ဒီအရှူကိုဘလို့လုပ်ပြီးတော့နမ်းလို့ရမှာလဲတစ်သက်လုံးမနမ်းဘူးဘီရိုရဲကိုသွားပြီးတော့အပိတ်ခံလိုက်တော့တတလုံးကလူတွေရဲ့မွန်းချက်ဆရာရှဲတဲ့နေချားထဲမှာကျမတို့လည်းမတက်တာပဲနဲ့လောက်လိုက်ရပါတယ်ချက်ကီကကျမစီကိုချက်ချင်းရောက်လာတယ်တောင်းပန်ပါတယ်ဒါပေမဲ့ငါ့မှာကောင်းလေးရှိပြီးသားနော်ငါနဲ့ကိုမကြိုက်ဘူးအနည်းဆုံးတော့နေငါ့ကိုနမ်းကြရလို့နှစ်ကောင်လေးပြောပြပါဟာငါမနမ်းရင်အားလုံးကငါ့ကိုဝိုင်းလောက်ကြမှာအိုးကျမလည်းဘာတွေဝင်ပူးသွားလဲတော့မသိပါဘူးသူပြောတဲ့အတိုင်းလုပ်ဖို့အတွက်သဘောတူလိုက်ပါတယ်နောင်တော့မရတော့ဘူးထင်တာပဲက
ခဏနေဗီရိုရဲ့ကနေထွက်လာတော့ချက်ကြီးကအတိုင်းနဲ့ကလူတွေကိုစောက်ကြောစောက်တာမနဲ့ပြီးနဲ့ကြားပြီးတော့လက်မထောင်ပြနေပါတယ်အားလုံးကလည်းဝိုင်းပြီးတော့အားပေးကြတာပေါ့အလားဆုံးကောင်မလေးကိုနိုင်ရတဲ့သူကအမြဲတမ်းအတိုင်းနဲ့ကကြောင်တောင်လူတွေလားကျမလည်းအဲ့ဒီလူပြက်တွေနဲ့ထပ်မတွေ့ချင်တာကြောင့်အင်ကိုပဲတန်းပြန်လာလိုက်ပါတယ်ကျမလီယန်ကိုရဆိတ်ဆိုးနေတော့ပါတီကိုဖိတ်တာကသူပြီးတော့သူကလာတော့မလာဘူးလေဒီလိုနဲ့နောက်နေ့သူကျမစီကိုပုံမှန်တိုင်းလာကြတော့ဘာမှမဖြစ်တယ်လို့ပုံစံနဲ့နေပါတယ်ကျမလည်းသူ့ဘောကိုပောက်ကွဲပြလိုက်ပါတယ်ဘာရီတာအေးကြီးရရှိလို့ကျမကတော့ထားသွားတာလေဆင်းရှော့ပါပေးရကို့ဖွားကိုဆေးရုံပပေးနေရလို့ပါသူချစ်ချင်းဝစ်လေတော့လို့လေကျမလည်းရှက်ပြီးတော့မျက်နှာရည်နေသွားတယ်ချက်ချင်းပဲသူ့ကိုခွတ်လို့ပြလိုက်ပါတယ်စိတ်မကောင်းလိုက်တာကျမမသိလို့ပါနော်ဒီလိုနဲ့ကျမနဲ့သူလည်းပြန်အဆင်ပြေသွားပြီးတော့အချောင်းကိုအတူတူထွက်လာခဲ့လိုက်ပါတယ်ကျောင်းလာရင်းနဲ့တနေ့ကချက်ကီနဲ့ဂင်းဂင်းစားတဲ့အကြောင်းကျမတို့ပြပြလိုက်ပါတယ်အစကတော့လီယန်စိတ်မကောင်းဖြစ်သွားတာပေါ့ဒါပေမဲ့သူကျမကိုရှုံးပါတယ်ကျမချက်ကီကိုတကယ်မနှမ်းခဲ့ပါအောင်နော်ဟော်ကန်လမ်းမတွေကိုရှောက်တော့ချက်ကီကကျမကိုလက်လန်းပြပြီးအနမ်းပေးသူလိုလှုပ်လိုက်ပါတယ်ဟေးအားလုံးနောက်ထောက်ကြမနေ့ကဗစ်တိုးရီးယားကငါ့ကိုနမ်းတာကွငါတို့နှစ်ယောက်ဆပ်ဖီးတော်တူတူဆွဲခဲ့သေးတယ်အခုသူကငါကောင်မလေးဖြစ်သွားပြီနော်သူစကားရကြောင်ကျမတို့တွေစုပတ်သွားပါတယ်သူဘာပြောနေရလဲချက်ကီကကျမတို့တွေဗီဒီယိုထဲမှာနမ်းထားတဲ့ပုံကိုအားလုံးကိုလိုက်ပြပါတယ်သူပြနေတဲ့ပုံကြီးကဖိုတိုရှုနဲ့ပြင်ထားမှကလေးတော့တည်တယ်ဒါပေမဲ့လီယန်ကအဲ့ဒီပုံကိုကြည့်ပြီးတော့စိတ်ပြက်လက်ပြက်နဲ့ခေါင်းခေါင်းရမ်းလိုက်ပါတယ်နောက်တော့သူကျမဘေးနောက်ကနေထွက်သွားခဲ့ပါတယ်မင်းငါရဲ့ဆက်ဆက်ရေးမှာဒီလိုဖတ်ပြနေမလို့ငါဘယ်တော့မှမထင်ထားဘူးကျမရဲ့တမ်းပေါ်တွေကလည်းအဲ့ဒီတစ်ပုံကိုကြည့်ပြီးတော့ကျမကိုကြည့်ပြီးတော့ရင်းနေချပါတယ်အားလုံးများယူသွားကြပြီလားသူတို့တွေကကျမကချက်ကီလိုလူကိုတကယ်ကြိုက်တယ်ဆိုတာကိုရှုံနေချတာလားချက်ကီကတော့သူ့ကိုလူတွေအများကြီးအာရုံစိုက်နေကြတာကိုသဘောရကျနေပါတယ်ကျမလည်းသူ့လက်ကိုလှမ်းဆွဲပြီးတော့အားလုံးကိုရှင်းပြခိုင်းလိုက်တယ်အဲ့ဒီမှာဒီလူတွေကပို့ပြီးတော့ရှယ်မောလာကြပါတယ်အိုးကြည့်ပါဦးကွာအချင်းငက်ကလေးတွေကအချစ်စမ်းနေကြပြီနော်ကျမလည်းလူ့ဂျာရက်ကနေတွန်းထိုက်ပြီးတော့ထွက်လာခဲ့ပြီးတော့အတန်းတို့ကိုဝင်လာခဲ့လိုက်ပါတယ်ညနေလောက်ကြာရင်တော့အားလုံးလည်းဒီယူကြောင်ကြောင်အကောင်ကိုမိသွားလောက်မှာပါလို့ကျမလည်းမျှော်လင့်နေမိပါတယ်ကျမအမားကြီးတော့မှားတာတယ်ကိစ္စတွေကပို့ပြီးတော့ဆိုးလာခဲ့တာပေါ့လော်ကာရဲကစားကိုထုတ်နေတဲ့အချိန်မှာချက်ကီကကျမရှိမှဒူးထလိုက်ပြီးတော့ကျမတို့ကိုနမ်းလိုက်ပါတယ်ပြီးတော့အချစ်တဲ့ချင်းတစ်ပုတ်ကိုတဲကြီးတီဆိုနေခဲ့ပါတယ်ဒီငကြောင်ကတော့ကျမတို့နှစ်ယောက်ရဲ့အဲ့ဒီပုံကိုတရားရောက်ကရိုက်ယူသွားပြီးတော့နောက်နေ့ကျတော့ကျမနဲ့ချက်ကီလည်းကြားရရှုပ်ပြောင်ပုံတွေဖြစ်လာခဲ့ပါတယ်ရှင်တို့ယုံနေကြလားဟုတ်တယ်ကျမရဲ့တငယ်ချင်းတွေကလည်းကျမကိုကြောခိုင်းသွားကြတယ်နေမဲကြီးကောင်မလေးတွေထိုင်တဲ့ထမင်းစားကိုင်းနဲ့ကိုကျမဝင်သွားလိုက်တော့အားလုံးကကျမကိုတနာစရာတတော်ကြီးတစ်ကောင်လိုကြည့်ပြီးတော့မဲပြုံးပြုံးလိုက်ကြပါတယ်စိတ်တော့မကောင်းဘူးရဲ့ဒါပေမဲ့ဒီထိုင်ကုန်တွေကဥထားပြီးသားနေနဲ့အစ်စ်တန်းတူတဲ့သူတယောက်နဲ့ပဲသွားထိုင်လိုက်ပါလားသူကချက်ကီထိုင်နေတဲ့အင်တာနာကစပက်ကိုလွှညှိုးထုတ်ပြပါတယ်လီယန်ကကျမကိုတစ်ချက်လေးတော့မှစောင့်မကြည့်ပါဘူးကျမလည်းထမင်းစားကိုင်းကနေဘာမှမစားတော့ဘဲနဲ့ထွက်လာခဲ့လိုက်ပါတယ်ချက်ကီရဲ့အလိမ်ညာတွေကြောင့်ကျမရဲ့ကျောင်းကကိစ္စတွေကလည်းခံစားရတာပါပဲဘာဖြစ်လို့လဲဟုတ်လားဘာလို့လဲဆိုတော့ဆရာတွေကသူ့ကိုတအားချစ်ကြတယ်လေဒီတော့သူတို့တွေကချက်ကီတောင်းဆိုတဲ့အတိုင်းကျမကို project တွေတူတူလုပ်ခိုင်းကြပါတယ်ကျတော့ကျမလည်းသူ့ကိုတီးမခံနိုင်တော့ပါဘူးကျမရဲ့အရင်တုန်းကတငယ်ချင်းတွေစီကနေဆက်ဆူအချစ်တွေကိုလည်းတီးမခံနိုင်တော့ဘူးဒီလိုနဲ့ကျမအတန်းနေစပြက်လာတယ်ကျမရဲ့မိဘတွေကိုတော့အကြောင်းသားတွေလို့ပြောပြီးတော့တမျိုးလုံးသွားချင်အောင်ကိုရှာသွားနေတတ်ပါတယ်အရှာအလုပ်ကိုပြင်ဆင်ဖို့အတွက်နီလန်လေးများရှိလို့ရှိညာဆိုပြီးတော့လိုက်ရှာနေမိခဲ့တာပေါ့တနေ့တော့ကျမပန်းစင်တွေကမြင်ခင်ပေါ်လဲပြီးတော့အတန်းပြမဲ့အချိန်တွေကိုစောင့်နေလိုက်ပါတယ်ပြီးတော့ဒင်းဒင်းဒင်းအိမ်ပြန်ကြရောက်ပြီးအတန်းစစ်မိကျမလည်းအင်ကိုလန်ရှော့ပြန်နေတော့လီယန်ကအလှပြင်ဆိုင်တစ်ခုထဲဝင်သွားတာကိုကျမတွေ့လိုက်ရပါတယ်ဟင်သူအဲ့ဒီမှာဘာလုပ်နေရလဲကျမသူ့နောက်ကိုလိုက်သွားကြည့်ချင်ပေမဲ့ကျမမိဘတွေကဖုန်းခေါ်ပြီးတော့ကျမကိုချက်ချင်းအိမ်ပြန်လာဖို့ပြောနေတာကြောင့်ကျမလည်းအိမ်ကိုပဲပြန်လာခဲ့လိုက်ပါတယ်နေတော့ပြဿနာအကြီးကြီးတက်ပြီပဲကျမအတန်းလက်သွားတော့ကိုမိဘတွေများတိသွားကြလားဘယ်လိုလုပ်ပြီးတော့သူတို့ကတိသွားကြရလဲကျမလည်းတွေးတောရင်းနဲ့အကန်နဲ့ကိုဝင်လာခဲ့လိုက်တော့ချက်ချင်းပဲနားလည်လိုက်ပါတယ်ဘာဖြစ်တာလဲချက်ကီကကျမအိမ်ကိုရှောင်းနေပြီးကျမမိဘတွေကိုသူ့ဆွထားတဲ့လက်ပြားတွေကိုပြနေပါတယ်ကျွန်တော်ကအကောင်ပလောင်လေးတွေကိုလိလိုက်ရတာသဘောကျတယ်ဗျအော်ဒါတွေကိုချက်ကီကပြောလိုက်တာကိုကျမတော်တော်လေးစိတ်ကုန်သွားပြီနေရာနေမှာပိုးကောက်နေလိုမျိုးသူ့ရိုက်တက်ပြီးတော့ကတ်ထားချင်ပါတယ်သူဘာတွေပြလိုက်တာလဲမသိဘူးကျမမိဘတွေကအချက်ကီကိုချက်ချင်းပဲချီးကျူးနေပြီးတော့ကျမကသူ့လိုလူကောင်းလေးနဲ့တွဲနေလို့ဝမ်းသာရဆိုပြီးတော့ပြောနေပါတယ်ဘာလဲသူတို့တွေကနောက်မြန်နောက်နေကြရလားသမီးလေးနောက်နေ့ကစပြီးတော့ချက်ကီကចောင်းစာတွေကိုကူပေးဖို့အတွက်သမီးစီကိုနေတိုင်းလာလိမ့်မယ်နော်
ပြီးတော့အတန်းတွေကိုခဏခဏပြေးတယ်ဆိုတာအမေတို့သိထားပြီးအဲ့ဒါကြောင့်အချိန်တိုင်းတာတစ်ခုထိတော့မိတ်ကပ်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အရာတွေကိုအမေတို့တင်ထားလိုက်မယ်မလုပ်ပါနဲ့သမီးမကအရှိပြပြဿနာရှိတယ်ဆိုတာကိုအမေတို့လည်းသိထားရတဲ့သမီးရဲ့မပြည့်စုံမှုတွေကိုဖုံးထားဖို့အတွက်ကွန်စီလာလက်လိုရလေမရှက်ပါနဲ့ကလေးလေးရဲ့ကိုကမင်းကိုဘလို့ပုံစံဖြစ်ဖြစ်ပါရဲ့နော်လာပြီးတော့ပြောနေလိုက်တာကျမတို့ဆွဲဆောင်ပြစ်လိုက်ချင်ပါတယ်ကျမပလင်းလဲတဲ့ဂင်းကူကိုစားပြီးရတော့ကျမဘဝကြီးကအသက်ရှင်လျက်နဲ့ငရဲကြနေရတဲ့အခြေအနေကိုပြောင်းလဲသွားတာပဲကျမစိတ်တအားရှုပ်ပြီးတော့လက်သေးတွေကိုကိုက်နေတယ်ငါဒီလိုလုပ်လို့မဖြစ်တော့ဘူးတီတီရအဖြစ်အောင်လုပ်ဖို့လိုနေပြီအဲ့ညနေခင်းမှာပဲကျမအခန်းထဲကခိုးထွက်ပြီးတော့ချက်ကီရဲ့အင်ကိုလာခဲ့ပါတယ်ကျမလည်းတစ်ပင်ပေါ်ကနေသူ့အိမ်ခန်းပရင်းမောက်စီကိုတက်လာခဲ့လိုက်ပြီးတော့တကားခောက်လိုက်ပါတယ်ဟဲ့ငကြောင်တကားဖွင့်စမ်းဗစ်တိုရီယာငါအမေကကောင်မလေးတွေကိုညဘက်တော့အိမ်မခေါ်ခိုင်းအောင်နော်အဲ့ဆိုငါ့အခုထဲပေးဝင်အဲ့လိုမဟုတ်လို့ရှိရင်ဒရမာခင်းပြလိုက်မယ်ကျမလည်းတေကိုင်းမော်စီကနေချက်ကီအခန်းထဲကိုဝင်ခဲ့လိုက်ပါတယ်သူ့ကိုကြည့်ရတာခလေးပေါက်ဆအခန်းလေးကြာနေရပဲအထက်တန်းကျောင်းသားတယောက်ရဲ့အခန်းထဲလည်းမတူကြည့်ပါဦးကျမချက်ကီကိုစိုက်ကြည့်ပြလိုက်တယ်သူ့အိယာအောက်မှာတကုတ်ကုတ်ကိုဖတ်ထားတဲ့ပုံစံမျိုးနဲ့တတွတစ်ချက်မျိုးလိုက်ပြီးတော့နိကိုနေဘာလုပ်နေရလို့ထင်လဲဟမ်နီကငါ့ဘဝကိုဖျက်ဆီးနေတာနေသိရလားငါသိပါတယ်ဗစ်ငါတောင်းပန်ပါတယ်ငါ့ကိုကြည့်ပါဦးဘသူကမှငါ့လိုလူမျိုးကိုမကြိုက်နိုင်မှငါသိပါတယ်နင်းလိုကမလေးလှလှလေးနဲ့တွေ့ရတော့ကဘယ်လိုမျိုးလဲဆိုတာကိုငါသိချင်လို့ပါအနည်းဆုံးတော့ခဏလောက်ဖြစ်ဖြစ်အဲ့ဒီအရာကိုခန်းစားကြည့်ချင်လို့ပါချက်ကီကခလေးတယောက်လိုမျိုးစပြီးတော့ငိုနေခဲ့ပါတယ်နှာခေါင်းတွေကလည်းနှက်တွေထွက်နေပါတယ်ဆစ်နေကြည့်ရတာအကူညီမဲ့တဲ့ခွေးပေါက်လေးကြာနေရပဲနော်ကျမလည်းသူ့အတွက်စိတ်မကောင်းဖြစ်သွားပြန်တယ်ကျမကဒီလိုမျိုးခန်းစားခဲ့ဘူးရတာပဲလေနောက်ဆုံးမှကျမကလှပတဲ့လက်ပြလေးဖြစ်ပြောင်းလဲပြီးတော့လုံနိုင်ခဲ့တာဖြစ်ပါတယ်ဒီတော့ကျမလည်းသူ့ကိုကျမလိုမျိုးပြောင်းလဲသွားတဲ့လက်ပြလေးဖြစ်အောင်လို့ကျမစူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်ငါကြံရပြီကျောင်းတွေကလည်းမနေ့ပြန်စားပိတ်တော့မှာဆိုတော့ဒီလိုလို့ငါနေ့ကိုနာမည်ကြီးအောင်လုပ်ပေးမယ်လေနေ့ကငါ့ကိုနှောက်ယှက်နေအောင်ရှက်ပေးမလားကောင်းတယ်လေသဘောတူတယ်တော်တော်စူးစမ်းမှာဆိုပေမဲ့ကျမကတော့သဘောကျပါတယ်နောက်တစ်နေ့ရောက်တော့ကျမချက်ကီကိုဈေးဝယ်ထွက်ဖို့အတွက်ခေါ်သွားလိုက်ပါတယ်သူ့အတွက်အရှမ်းမိုက်တဲ့ဝတ်စုံတွေကိုဝတ်ပေးလိုက်ပြီးတော့စပင်တွေကိုလည်းညှက်ပေးလိုက်ပါတယ်ကြည့်ပါဦးစပင်စတိုင်အစ်စ်ကိုကြည့်ပါဦးအရှမ်းဖက်ရှင်ကြတာပဲနော်ရက်ကမှအစ်စ်တွေကလည်းလန်းနေဟာသူကကျမမျက်စိရှိမှရင်ချောလာပါတယ်လာလာသွားဆရာဝန်စီကိုသွားကြမယ်လိုအပ်လို့လားလိုအပ်တယ်နေ့မှာဟောလိဝုဒ်မင်းသားတွေလိုမျိုးအပြုံးရှိဖို့လိုရလေနော်ရှုံဖို့ရောက်ခက်ခဲမဲ့ကျမသိပါတယ်ဒါပေမဲ့ကျမရဲ့အကူအညီနဲ့ချက်ကီကအရှမ်းလက်နဲ့ကောင်လေးတယောက်ဖြစ်နေပြောင်းလဲသွားခဲ့ပါတယ်ဝေါဒါတကယ်ပဲငါလားဟုတ်တယ်လေတကယ်ချင်းရဲ့နင်ဟိုကောင်မလေးတွေကိုတွေ့လားသွားပြီးတော့နှုတ်ဆက်လိုက်ကြည့်ပြီးတော့နီရီစားအတယောက်လည်းထားကြည့်တဲ့နော်ချက်ကီလည်းကောင်းချင်းလိုက်ပြီးတော့ကောင်မလေးတွေကိုလိုက်ဖို့အတွက်ကြိုးစားလိုက်ပါတယ်ဟေးကောင်မလေးတို့ငါရဲ့လက်ပြလေးတွေကိုကြည့်ချင်လားသွားစမ်းငါကြောင်ရသူ့ရဲ့ easily skill တွေကလည်းလိုအပ်နေပါသေးတယ်နောက်တော့လည်းအဆင်ပြေလာလောက်မှာပါသူ့ရဲ့ပထမအဦးဆုံးအချိန်စူးစမ်းမှုနဲ့ကအဆင်ပြေပါရဲဆိုပြီးတော့ကျမလည်းသူ့ကိုနှစ်သိမ့်ပေးလိုက်ပါတယ်နောက်တစ်နေ့မှလည်းကျမ shopping mall မှာသူနဲ့တွေ့ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ရှေ့ဘက်နားမှာထိုင်ဆောင်နေတော့ချက်ကီရောက်လာတော့ကျမလက်ပြီးတော့ပြစ်လဲသွားမလို့ဖြစ်သွားပါတယ်သူကတော့ကျမဖြစ်နေကြပုံစံတိုင်းပဲပခုံးကြီးကိုကြုံပြီးတော့ကျမရဲ့မျက်လုံးတွေကိုလည်းရှောင်နေတာကြည့်ရတာရှက်နေရဲ့ချင်းနဲ့နော်ဘာဖြစ်ပြန်တာလဲဘာဖြစ်လို့လဲဘာလို့ဒီပုံစံကြီးဖြစ်လာရတာလဲအမေကငါ့ကိုဆိုပြီးတော့ငါအနေနဲ့ကြည်ကောင်းဖို့အတွက်ဒါတွေကိုမလိုဘူးဆိုပြီးတော့ပြောလိုက်တယ်လေကျမလည်းဒေါသထွက်သွားပါတယ်ဘာဖြစ်လို့အမေကသူ့သားကိုမချောစေခြင်းနဲ့မကြီးစေခြင်းရတာလဲချက်ကီကိုအပြင်ပိုင်းကြည့်ကောင်းအောင်ပြင်ပေးုံနဲ့မရနိုင်တော့မှကျမသိလာပါတယ်သူ့ကိုယ်သူယုံကြည်မှုရှိလာအောင်လည်းမြင့်တင်ပေးမှရှာတော့မယ်ကျမလည်းအရင်တော့ကကိုယ့်ကိုယုံကြည်မှုတွေမရှိခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်ချီရတာကျမတော့နည်းနည်းလေးလေးလိုက်မိတယ်ထင်တယ်ဒါပေမဲ့နောက်ဆုံးတော့ကျမရဲ့အသားရည်နဲ့ပတ်သက်ပြီးတော့အခုချိန်ထိအသိမဝင်သေးဘူးဆိုတာကိုသိလိုက်ရတယ်ကျမကပို့ပြီးတော့ကောင်းမွန်အောင်လို့ဖုန်းကွယ်ထားနိုင်စွမ်းပဲရှိတာဒီကနေ့ကျတော့မကောင်းသေးဘူးလေကျမတို့ညောင်စူပါဟီးရိုးရုပ်ရှင်တွေကိုကြည့်ကြတယ်ပြီးတော့ချက်ကီကညာကောင်းတဲ့စာအုပ်တွေကိုလည်းဖတ်ပြတယ်စာအုပ်တွေဖတ်ပြီးတော့မှတ်စုတွေကိုသူကအများကြီးယူတယ်စာကြည့်တာကလည်းအရှမ်းမြင်တာပဲပကုံးနဲ့တော့ကြောပုံစံကိုကြည့်ပြီးတော့ကောင်းကောင်းနေတတ်ဖို့ဆိုရင်အောင်မြင်ဖို့တော့ချက်ပဲတဲ့အော်ဟုတ်ကဲ့ပါရှင်ကျမနားထောင်ပါမယ်နော်ကျမတို့စကားစမြစ်ပြောပြီးတော့လဲရှောင်းနေတော့လီယန်အလားပြင်ဆိုင်တစ်ခုတည်းဝင်သွားတော့ကိုထပ်တွေ့လိုက်ပါတယ်သူအဲ့ဒီထဲမှာဘာလုပ်နေရလဲကျမသိချင်လိုက်တာပြီးတော့ကျမကောင်လေးကိုလည်းအရှမ်းလွှဲနေမိပါတယ်ပြန်ပြီးတော့အဆင်ပြေနိုင်အောင်မလားဆိုတာလည်းကျမမျှော်လင့်နေမိပါတယ်ငါစိတ်မကောင်းပါဘူးငါကြောင့်နင်တို့တွေပြတ်သွားတာငါကူညီပေးပါမယ်နော်
ကျေးဇူးပဲဒါပေမဲ့နေအကောင်းဆုံးလုပ်ပေးနိုင်တာဆိုလို့ကိုအယုံဆိုင်ပြီးတော့ငါ့ကို AC လေးပဲပေးနေပါနော်ချက်ကီကကောင်းငိမ့်လိုက်ပါတယ်ဒီလိုနဲ့ကျမလည်းသူ့ကိုအိမ်ပြန်လိုက်ပို့လိုက်ပါတယ်သူထဲကိုဝင်သွားတာနဲ့သူ့အမေကသူ့ကိုစပြီးတော့ဆူနေတဲ့အတန်ကိုကျမကြားလိုက်ရပါတယ်နေပါရီဝတ်လာလဲနင်လည်းအဲ့ဒီလူဆိုးတွေလိုမျိုးဖြစ်နေပြီလားတမမရအမေကျွန်တော်သွားလိုက်ပါမယ်ကျမလည်းတတ်နိုင်သမျှလုပ်ပေးခဲ့ပြီကျန်တဲ့အပိုင်းကတော့ချက်ကီရဲ့အပိုင်းပဲဒါပေမဲ့သူကသူ့အမေကိုအမခံရဲပါဘူးအမြဲတမ်းကုတ်ချောင်းနဲ့ပဲနောက်တော့ကျမနားလည်သွားခဲ့ပါတယ်ကြည့်ရတာကျမကတတ်မဲ့အချိန်ကြီးပြုံးနေမိတာချင်တယ်ကျမတငယ်ချင်းတွေကလည်းကျမကိုစကားမပြောကြတော့ဒီတော့ကျမလည်းကျန်နေသေးတဲ့ပိရက်တွေမှာစာပဲကြည့်ပြီးတော့နေခဲ့ပါတယ်မိဘတွေကတော့ကျင်းနေပြီးတော့ပြောနေကြတာပေါ့သူတို့ကကျမရဲ့မိတ်ကပ်ပစ္စည်းတွေကိုတော့မှပြန်ပြီးတော့ပေးလိုက်ကြသေးတယ်ပန်းချက်ကိုလည်းသားခွင့်ပေးတယ်ဆောင်းပရက်နောက်ဆုံးနေ့မှာတော့ချက်ကီနဲ့သူ့ရဲ့အမေကိုကျမတွေ့လိုက်ရတယ်အဲ့ဒီကောင်ကြီးကတကယ်ကိုခွေးပေါက်လေးတစ်ကောင်လမ်းလျှောက်လာခဲ့တဲ့အတိုင်းပဲချစ်ရတဲ့သူသားတယောက်ကိုခေါ်လာတယ်နဲ့မတူတမ်းမြာယူခဲ့ပြီအောင်ပြီးတော့လာအောင်စပင်းပြင်ပေးအောင်မယ်ဘောင်းမီတွေကကြည်ကောင်းသားပဲကောင်းလေရဲ့ဟုတ်ပါပြီအမေကျမကိုဘာတွေလက်မသွားလို့တော့မသိပါဘူးကျမလည်းသူတို့ကိုကြည့်ပြီးတော့အဲ့ဒီအမျိုးသမီးစီကိုတွားလိုက်တယ်ကျမရဲ့စိတ်ထဲမှာရှိတဲ့အတွေ့အကြုံအားလုံးကိုပြပြဖို့တောက်ဆုံးဖြတ်လိုက်ပါတယ်ရှင်ကချက်ကီရဲ့ကိုယ့်ရဲ့ကိုယ်တွေ့ကိုဖျက်ဆီးနေတာပဲနော်သူ့မှာရှင်းကြောင်းနဲ့ပေါင်းသိမဲ့သူလည်းမရှိဘူးဘာမဖြစ်နိုင်တာနင်ကငါ့ကိုဘာတွေလာပြောနေရလဲပြီးတော့နင်ကဘာတူလဲချက်ကီကဒေါသတကြီးနဲ့ထပြောလာပါတယ်အဲ့ဒါကကျွန်တော်ကိုကူညီပေးခဲ့တဲ့ကောင်မလေးပဲအမေအော်ဒါဆိုရင်ငါသားကထူးထူးဆန်းဆန်းနေလောက်လာတာကညီးကြောင့်ကိုမနေ့ပြန်ငါနှစ်ကြောင့်ကိုသွားပြီးတော့နင့်ကိုတိုင်စားရေးမယ်ငါသားကိုလာရှုပ်ခဲ့တဲ့အတွက်နောက်ရစီရမယ်မိမကြီးကလည်းဒေါသတွေထွက်ပြီးတော့နီးမြဲနေပါတယ်ပြီးတော့အကျယ်ကြီးထအော်ခဲ့ပါတယ်ကျမမိဘတွေတောင်မှလှမ်းကြည့်လာတယ်အဲဆရာကောင်းတာကချက်ကီကလက်သီးကိုချစ်ချစ်ပါအောင်ဆက်ပြီးတော့ကျမဘက်ကနေဝင်ပြောလိုက်တာပါပဲတော်တော့ပြီကျွန်တော်ကအမေရဲ့အိမ်မွေးတရိတ်ဆန်မဟုတ်ဘူးကျွန်တော်ဒီလိုမျိုးလိုက်ပြီးတော့ထိန်းချုပ်နေပါနဲ့ပြီးတော့ကျွန်တော်တငယ်ချင်းကိုအော်ရော့ကြီးဘာဝေးရမယ်ဘယ်သူနဲ့စကားပြောရမယ်ဆိုတာကလည်းကျွန်တော်ကိုယ်တိုင်ပဲဆုံးဖြတ်ပါမယ်အဲ့ဒီအချိန်မှာချက်ကီရဲ့ပုံစံကအာနိုးထက်တောင်မှယောက်ျားပီသားပါသေးတယ်အမျိုးသမီးကလည်းပါဇက်အဟောင်းသားနဲ့ထိုင်ကုန်ပေါ်ထိုင်ချလိုက်ပါတယ်ကျမလည်းကျမမိဘတွေကိုအပါတရတစ်ချက်ပြန်ပြလိုက်ပြီးတော့ရှားလိုက်ဖို့ထွက်လာကြလိုက်ပါတယ်ချက်ကီတို့အမေကိုဘယ်လိုစကားတွေပြောနေမလဲဆိုတာကိုပဲကျမတညက်နေလို့တွေးနေမိပါတယ်နောက်တနေ့မနေ့ကျောင်းစားတက်တဲ့အချိန်မှာကျမချက်ကီကိုမြင်လိုက်ရပြီးတော့ထိမနိုင်စီမရဖြစ်သွားပါတယ်သူကအဝတ်စားပုံစံတစ်တွေကိုဝတ်လာတယ်ကျမရဲ့အတန်းမော်တွေကလည်းအံ့ဩနေကြတာပေါ့သူကလုံးဝကိုတခြားတယောက်လိုဖြစ်သွားတာတချို့ကျောင်းသားတွေဆိုရင်သူ့ကိုမှတ်တော့မမှတ်မိကြဘူးလေပရိသတ်တို့စဉ်းစားကြည့်လိုက်အောင်သူကပုံစံပဲပြောင်းသွားတာမဟုတ်ဘူးနော်တက်တီတွေလည်းရှိလာတယ်သူ့အပေါ်ကိုလှမ်းမိုးထုတ်ကင်လို့နဲ့သူ့အမေကိုလည်းပြန်ပြီးတော့ရင်ဆိုင်ရလာတယ်သူကြည့်ရတာပိုးအိမ်တွေကထွက်လာတဲ့လိပ်ပြလေးလိုပဲချက်ကီလားငါ့ကိုဆွဲဆွဲကြည့်ပါဦးဟာဒီကောင်လေးကလိပ်ပြတွေကိုအရင်သဘောကျခဲ့တဲ့ကောင်လေးများလားလို့ချက်ကီကသူ့ကိုစိတ်ဝင်စားနေကြတဲ့လူအုပ်ကြီးကြားတဲ့ကနေယုံကြည်မှုရှိခဲ့တဲ့ခြေလမ်းတွေနဲ့ရှောက်လာပြီးတော့ကျမစီကိုပြပြပါတယ်ကျေးဇူးပဲနော်နေရငါ့ကိုပို့ပြီးတော့ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်လို့ပြောင်းလဲပေးကြတာငါနင့်ကိုတင်းတင်းနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ချင်တယ်ဟာနင်ငါ့ကိုကူညီပေးနိုင်တာတခုတော့ရှိတယ်ငါလီရဲနဲ့ပြန်ပြီးတော့အဆင်ပြေချင်တယ်ငါတငယ်ချင်းနေနဲ့လည်းထပ်ပြီးတော့အပြစ်ထွက်လိုက်ချင်တယ်သူတာရီကိုလှုပ်ပေးပါမယ်လို့ပြောတဲ့အချိန်မှာချက်ကီကိုကြည့်ရတာနည်းနည်းတော့ဝမ်းနေပုံပေါ်ပါတယ်ကျမလည်းသူနဲ့မငင်းတော့ပါဘူးမကြခင်မှာပဲသူကကျမနဲ့သူ့ရဲ့တပ်ပုံတွေကအလင်းညာတွေဖြစ်တဲ့အကြောင်းလီယန်ကိုရှင်းပြလိုက်ပါတယ်ပြီးတော့ဒီလိုရက်ဆက်တဲ့ဟာတာတွေမှာကျမကနင့်နာသူဖြစ်တယ်ဆိုတဲ့အကြောင်းကိုလီယန်ကိုသူပြလိုက်ပါတယ်ချာရီကိုပြောပြတဲ့နောက်မှာတော့ကျမလည်းကျမရဲ့တငယ်ချင်းတွေနဲ့တူပြန်ပြီးတော့ခင်ခွေရလာခဲ့တယ်လီယန်ကလည်းချက်ကီကိုသူတို့နဲ့လာပန်းဖို့တော့ခေါ်ပါတယ်ဘာပဲဖြစ်ဖြစ်အခုဆိုရင်သူကလန်စားလူလေးတယောက်ဖြစ်နေပြီလေဒါပေမဲ့ချက်ကီကညင်လိုက်ပါတယ်ကျေးဇူးပါပဲတငယ်ချင်းတို့လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းကငါရန်ကိုအပျော်လို့နေခဲ့တာဒါပေမဲ့ငါရဲ့ယုံကြည်မှုရှိခြင်းမရှိခြင်းကမင်းငါ့ကိုသဘောကျခြင်းမကျခြင်းပေါ်မှာမမူတည်နေဘူးဆိုတာငါသိလိုက်ရပြီလေအရှိရှိတာကငါ့ကိုငါကြည့်ပြီးတော့ကျင်းနေနေဖို့ပဲမလားကဲနှုတ်ဆက်ပါတယ်ချက်ကီကကျမကိုမျက်စိတစ်ဖက်မိတ်ပြလိုက်ပြီးတော့ဝမ်းနဲ့ဆွာနဲ့ကြောက်ခိုင်းသွားခဲ့ပါတယ်နောက်တော့ကျမလီယန်ကိုဘာဖြစ်လို့အလှပြဆိုင်တွေကိုတောက်တော့နေရလဲဆိုပြီးတော့မေးလိုက်တာပေါ့သူကတော့တက်တက်ကြွကြွပါစပါလုပ်ဖို့အတွက်အသင်းဝင်ထားတဲ့လက်မှတ်ကိုပြလာတယ်ကိုကအလှပရေးရကုထုံးတွေကိုရှူဖို့အတွက်လက်ဆောင်တွေအများကြီးရထားတာကို့အသားရည်ကိုကြည့်လိုက်ကြည်ဝင်းနေရပဲမင်းလည်းသွားတဲ့နေတော့ဖေးပြီမင်းရဲ့ခြေပေါက်တွေကပိတ်နေပြီကျမလည်းလက်မှတ်ကိုကြည့်လိုက်တော့သူသွားနေတာတော်တော်လေးကြာပြီဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒီနေ့ကိုကျမသတိရလိုက်တယ်အဲ့ဒီနေ့က
ကျမရဲ့ကောင်လေးကကျမကိုပါတီပွဲမှာတယောက်တည်းထားခဲ့တဲ့နေ့ပဲဒါဆိုရင်သူကသူ့အဖကိုဆေးရုံသွားပို့နေရမဟုတ်ဘဲနဲ့မျက်နှာကိုသွားပြီးတော့ကြီးချွတ်နေတာကိုနင်လူလေကျမအော်ဟစ်ပြီးတော့တောင်းချမ်းပြလိုက်ချင်ပေမဲ့ချက်ကီစီကနေတင်ယူထားတဲ့တစ်ခုကိုသတိရလိုက်ပါတယ်လီယန်နဲ့သူ့တငယ်ချင်းတွေကအပြင်ပိုင်းမှာတော့အရင်ချုံမောကြပါတယ်အဲ့ဒီချုံမောတာတွေကြောင့်ပဲသူတို့တွေကစိတ်ဝင်စားစရာကောင်းလောက်မယ်ဆိုပြီးတော့အလုံးအယူလောက်တာကိုခံခဲ့ရတာပေါ့ကျမဆုံးဖြတ်ချက်ချလိုက်ပါတယ်ကျမသူတို့လိုလိုမဖြစ်ချင်ဘူးကျမအဲ့ဒီနေ့ကစပြီးတော့မိတ်ကက်တီတငယ်ချင်းတွေနဲ့ကျမရဲ့အတကြီးရဲ့ရေးစားကိုဖျက်လိုက်ပြီးတော့ချက်ကီရှိရာစပွဲစီကိုလာလိုက်ပါတယ်ဒီနေရာကလူရှိပြီးသားလားငါနဲ့ရဲ့လေးပြောက်လေးတွေအကြောင်းကိုပို့ပြီးတော့သိစင်လို့ဒီလိုနဲ့ကျမတို့တွေတယောက်ကိုတယောက်ကိုညီပေးကြရင်လည်းတငယ်ချင်းကောင်းတွေဖြစ်လာခဲ့ကြပါတယ်တငယ်ချင်းတွေတတော်မှအပေါ်ရဲလို့ပြောရမလို့ပဲပရိသတ်တို့ရောဘယ်ဟာကပို့ပြီးတော့အရေးကြီးလို့ထင်မှလဲလူတယောက်ရဲ့ရှုပ်ရည်လားထမမဟုတ်အတွင်းစိတ်လားဆယ်လန်လေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတွေနဲ့အတူပြန်လည်ဆုံတွေ့ကြမှာသေးတယ်တာယာအေဂျင့်နဲ့ရုပ်တွေကိုပိုင်ဆိုင်နေကြပါစေနော်